view မတက်တာဒီအချက်လဲပါတယ်ပေါ့နော်ကိုကဗီဒီယိုကို view မတက်ဘူးဆိုပြီးတော့ဖြတ်လိုက်တယ်ဆိုလို့ရှိရင်ကိုတွေကပေါ့နော်ဖြတ်ပါများပြီဆိုလို့ရှိရင် तू က for you ပေါ်မရောက်ဘူး TikTok ကလည်းလုံးဝမကြိုက်တဲ့အချက်ပေါ့နော်ဒီအချက်ကအဲကြောင့်မလို့ရှင်တို့တွေဗီဒီယိုကိုဖြတ်မဲ့အစားပေါ့နော် only me သွားထားကြပါဒီညီမလေးကကျတော့ only me ဘယ်လိုထားတာလဲဆိုပြီးတော့ပြောတယ်ပေါ့နော်ဗီဒီယိုကိုမဖြတ်ပဲနဲ့ only me ထားလိုက်ပြီဆိုလို့ရှိရင်ကိုတိုင်ပဲမြင်ရမှာတခြားလူတွေမမြင်ရဘူးပေါ့နော်ဖြစ်နိုင်ရင်တော့ only me မထားတာပဲကောင်းပါတယ်ရှင်ဒါပေမဲ့ကိုကလုံးဝမကြိုက်ဘူးဆိုလို့ရှိရင်လုံးဝဗီဒီယိုကိုမဖြတ်ပါနဲ့ TikTok ကလုံးဝမကြိုက်တဲ့အချက်ပါပေါ့နော်အဲကြောင့်မလို့ only me ထားတဲ့နေကိုသွားပြီးတော့ပြပေးမယ်ပေါ့နော်အဆုံးတိကြည့်ပါတည့်တဲ့လူတွေကတော့ကြော်သွားလို့ရပါတယ်ရှင်မတိတဲ့လူတွေအတွက်လာပြီးတော့ပြောပြပေးတာမလို့ပေါ့နော်ကဲပထမအဆုံးပေါ့နော်ကိုရဲ့အကောက်ကိုဝင်သွားပြီးဟုတ်တယ်ဟုတ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဘယ်ဟာကိုဖြတ်ချင်တာလဲဘယ်ဟာ view မများတာလဲထားလိုက်ပါဥပမာနဲ့ပြပေးမယ်ပေါ့နော်ဒီမှာအဆက်3ဆက်ကိုနှိပ်ပေးမယ်ပေါ့နော်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်နည်းနည်းလေးဆွဲသွားရမှာဖြစ်ပါတယ်ရှင်ဆွဲပြီးပြီဆိုလို့ရှိရင်ဒီမှာကိုရေးလုံချုံမိုးနဲ့ဆက်တင်များဒီ top ပုံစံလေးတွေ့လားဒီ top ပုံစံလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့လိုဆိုလို့ရှိရင်ဒီမှာလူတိုင်းလို့ဆိုပြီးတော့ပြနေတယ်နော်အဲ့ဒါကိုတင်တဥထဲတာဆိုတဲ့ဟာကိုနှိပ်ပေးရမှာဖြစ်ပါတယ်ယွန်းလေးကကျတော့ only မထားဘူးပေါ့နော်အဲ့ကြရှင်တို့တွေကတကယ်လို့ only မိထားမယ်ဆိုလို့ရှိရင်တင်တဥထဲတာဆိုတဲ့ဟာကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုတယောက်ထဲမြင်ရမှာဖြစ်ပါတယ်စင်အားလုံးပဲအဆင်ပြေကြပါစေပေါ့နော်